မြတ်ဗုဒ္ဓဤတပည့်သာဝကယဟန္တာအရှင်မြတ်တွေဟာမူလကသံဃာထဲမှာခီးသွားနေတဲ့တာမန်လူသားတွေပဲဖြစ်တယ်သို့သောယနေ့ကသရတရားဖြစ်ပေါ်လာတဲ့အခါမှာဘဝလမ်းကြောင်းဟာပြောင်းလဲလာပြီးတော့တိုးတက်မြင့်မားပြီးနောက်ဆုံးယဟန္တာဖြစ်သူရောက်သွားကြတာဖြစ်တယ်။ဘုန်းကြီးတို့တွေလည်းမြတ်စွာဘုရားသာသနာတော်နဲ့တွေ့တဲ့အခါမှာလုံးသင့်တာနဲ့မလုံးသင့်တာကိုခွဲခြားသိရှိနားလည်တဲ့အသိဉာဏ်ရလာကြတာဖြစ်တယ်။ရလာသည့်အတွက်ကြောင့်လုံးသင့်တာတွေကိုရှောင်ခြင်းလုံးသင့်တာကိုလှုပ်ဆောင်ခြင်းအပြင်ဘဝခရီးလမ်းမှာအောက်တန်းနောက်တန်းကြပြီးဆင်းရဲဒုက္ခရောက်ရမယ့်ဘဝမျိုးကလွတ်ကင်းလို့ထက်တန်းကြတဲ့ဘဝမျိုးမှာဖြစ်လာနိုင်တယ်။အဲ့ဒီအနေနဲ့ဆင့်တက်ပြီးတော့သူတော်ကောင်းတရားတွေရင်းနေအခိုင်အမာဖြစ်ပေါ်လာတဲ့အခါမှာထူးခြားတဲ့အသိဉာဏ်ရှိတဲ့ယဟန္တာပုဂ္ဂိုလ်ဖြစ်သူရောက်ပြီးသံဃာဝကထာဝရလွတ်မြောက်တဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြမှာပဲဖြစ်တယ်။သံဃာဝကမလွတ်သေးသမျှတော့ပြည်သူပဲဖြစ်ဖြစ်သံဃာထဲမှာကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခဆိုတာရှောင်လွှဲလို့မရဘူး။ဘယ်သူမှရှောင်လွှဲလို့ခန္ဓာကိုယ်ကြီးရထားပြီချင်းခန္ဓာဒုက္ခလူတိုင်းခံဒါပြင်ခန္ဓာဒုက္ခဆိုတာဘာတွေတုံးဆိုရင်ခန္ဓာရထားတဲ့ပုဂ္ဂိုလ်ဟာခန္ဓာကိုဆွဲပြီးတော့ယောဂဝေဒနာဖြစ်တာခန္ဓာဒုက္ခတစ်ခုအချို့ပုဂ္ဂိုလ်တွေယောဂဝေဒနာကိုခံရတယ်အချို့ပုဂ္ဂိုလ်တွေယောဂဝေဒနာကိုမခံရဘူးသို့တော့အိုခြင်းဆိုတဲ့ဆင်းရဲနာခြင်းဆိုတဲ့ဆင်းရဲသေခြင်းဆိုတဲ့ဆင်းရဲလို့လူတိုင်းကြုံတွေ့ကြမှာဖြစ်တယ်ခန္ဓာရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာအဆုံးသတ်ကဒီပုံစံပဲသွားတာပဲဖြစ်တယ်ပေါ့ချမ်းသာသူရောဆင်းရဲသူပါအသက်အရွယ်ကြီးသူရောငယ်သူပါမည်သူမှရှောင်လွဲလို့မရတဲ့ခန္ဓာဒုက္ခလူတိုင်းခံစားကြတယ်မြန်မာနိုင်ငံကမြန်မာလူမျိုးတွေကြီးတာလားဆိုဘယ်ဟုတ်မလဲကမ္ဘာမှာရှိသမျှလူသားတွေသတ္တဝါတွေအားလုံးဟာခံစားကြရတာကြီးဖြစ်တယ်ဒါကြောင့်မို့လူဘဝမှာအားလုံးတူညီတာတော့လူမျိုးချင်းကွဲပြားတယ်ဘာသာစကားချင်းကွဲပြားတယ်ရှင်မြေဒေသခြားနားတယ်ဘာသာစကားချင်းလည်းကွဲပြားတယ်အသားရောင်ချင်းလည်းကွဲပြားတယ်လို့ကွဲပြားမှုတွေရှိတော့လည်းပဲအလုံးတူညီတဲ့ဘုံသဘောတရားကတော့ဘာလို့ဆိုရင်လူမှန်လို့ရှိရင်ဝေဖွာလာပြီးတဲ့နောက်တစ်ဖြည်းဖြည်းကြည်လာမယ်ကြီးလာပြီးတဲ့နောက်မှာအိုမယ်အိုပြီးရင်နာမယ်နာပြီးရင်သိမယ်ဆိုတဲ့ဒီဖြစ်စဉ်ကြီးကိုဘယ်သူမှခုံကျော်ပြီးတော့ပွားလို့မရနိုင်ဘူးဆိုတဲ့သဘောတရားကိုသိရှိနားလည်ရမှာဖြစ်အဲ့ဒီလိုဖြစ်စဉ်ကြီးတစ်ခုကိုတာမန်ပုဂ္ဂိုလ်တွေကတော့ဖြစ်ရုံဖြစ်စဉ်ဒါလူသဘာဝပဲလို့အရေးမဆိုင်ပဲနေကြတဲ့ပုဂ္ဂိုလ်တွေကများတယ်။သို့တော်မြတ်စွာဘုရားဆုံးမကိုရထားတဲ့ဘုရားဘာသာဝင်သူတော်စင်တွေနေတော့ဘုရားချင်းဆင်းရဲနာချင်းဆင်းရဲတရားချင်းဆင်းရဲလို့ဆိုရယ်ဒီဆင်းရဲဒုက္ခဟာအလုံးခံစားရတာဖြစ်တော်လည်းပဲဒါဟာခန္ဓာရထားလို့ဖြစ်ပေါ်ရတဲ့ဆင်းရဲဒုက္ခတွေသာဖြစ်တယ်ခန္ဓာမရတော့ဘူးဆိုရင်ဒီဆင်းရဲဒုက္ခတွေကလွတ်မှဖြစ်တယ်ဆိုတဲ့အသိ
သိရှိနားလည်သွားကြအဲ့ဒီသိရှိနားလည်သွားမှုရဖို့တရားနာကြတာဖြစ်တယ်နော်အဲ့ဒီအသိဉာဏ်ရဖို့ဒီအသိဉာဏ်ကနည်းတဲ့အသိဉာဏ်မဟုတ်ဘူးအဲ့ဒီအသိတောင်မရှိတဲ့ပုဂ္ဂိုလ်တွေကအများကြီးဆိုတော့ကိမဆိုင်ဘူးလေကိမဆိုင်တော့ယောဂပြမငိုစရာရှိငိုလိုက်ပဲကြီးစရာရှိကြီးလိုက်ပဲနဲ့ဒီလိုနဲ့အမှုမဲ့မှတ်မဲ့နေပြီးသေစရာရှိသေသွားကြပြန်လုံးတဲ့လှုပ်ထိုက်တာတွေကိုမလုံးမိပဲနဲ့လူတွေဟာဘဝတစ်ခုဆုံးသက်သွားကြအဲ့ဒါလိုမဖြစ်ရလေအောင်တန်ဝေကဆိုတဲ့ရှင်တဲ့နှလုံးထဲမှာဖြစ်ပေါ်လာတဲ့သဘောတရားကိုမိမိတို့ရဲ့ရင်ထဲမှာဖြစ်ဖို့လို့တန်ဝေကဆိုတာဥတ္တပရဲ့တတိရဲ့ပညာရဲ့ဒီသုံးမျိုးပေါင်းစပ်ထားတဲ့အရာဖြစ်တယ်ဥတ္တပဆိုတာတန်တရားဝဆင်းရဲကြီးကိုကြောက်လန့်တဲ့သဘောဟာဒါကြောက်ဆရာကြီးပဲဆိုတာသိတဲ့ဥတ္တပတတိဆိုတာအမတ်တမဲ့နေတာမဟုတ်ဘူးတနေ့ပြီးတနေ့တို့တွေကချီးလာကြမကြခင်ကမှလူတွေဟာသူတို့ရန်ကုန်ကလူတွေကကုံဆုံးမဲ့ညမှာမအိပ်မနေစောင့်ကြိုပြီးတော့12 နာရီမှာ Happy New Year လောက်လာကြတာအခု17 ရက်ရောက်သွားပြီတစ်နှစ်မှာရက်ပေါင်း365 ရက်ရှိတဲ့ထဲ17 ရက်ရော့သွားပြီလို့သူပြောတယ်အဲ့ဒီရော့သွားတာမှတ်တမဲ့နေတဲ့လူတွေရောမှမသိဘူးရော့တာသူ့ဘာသူပြက်ကလေးငဲတာတရွက်ပြီးတရွက်ကုန်သွားတာငါလည်းဘာမှမဆိုင်ဘူးလို့ထင်နေကြအများစုကအဲ့လိုထင်တော့ထင်နေတဲ့အချိန်တော့စိတ်သက်သာတာပေါ့စိတ်ပြည့်စရာသူမတွေးမိဘူးဆိုတော့စိတ်သက်သာတယ်လို့ထင်ရတယ်သို့တော့ပြင်ဆင်ရမယ့်အလုပ်တွေကိုသူမပြင်ဆင်သည့်အတွက်ကြောင့်ရှေ့မှာကြုံတွေ့ရမယ့်ဆင်းရဲဒုက္ခတွေနဲ့တွေ့တဲ့အခါမှာခြေမကိုက်မိလက်မကိုက်မိဖြစ်တတ်တယ်အဲ့ဒါတတိတရားကင်းလွတ်နေခြင်းကြောင့်ဖြစ်တာဖြစ်တယ်ကြိုတင်သိရှိထားတဲ့ပုဂ္ဂိုလ်ဟာကိုယ့်ကိုပြင်ဆင်ပြီးတော့သွားဥပမာမဲ့မပြင်ဆင်မနဲ့ခရီးသွားတယ်ကိုသွားတဲ့အချိန်ကတော်ကိုနောက်ကျသွားသည့်အတွက်ကြောင့်ကိုရောက်ရမယ့်အချိန်မှာအမောင်ကြီးကျပြီးတော့အန္တရာယ်ကြီးများတဲ့လမ်းကနေရှောင်နိုင်ရမှာကျွတ်တင်ပြင်ဆင်မထားတဲ့လူကမောင်းလာလေးကိုလမ်းပေါ်ကဘာရှိမှမသိလေးကြုံတွေ့ရမယ့်အန္တရာယ်ကြီးများလာလေးစိတ်ဒုက္ခကြီးမားလေးဖြစ်တယ်အေးငါသွားတဲ့ခရီးဟာမကြခင်လမ်းဆုံးမရောက်ခင်မှောင်နေမယ်ကျွတ်တင်ပြင်ဆင်ထားမှဖြစ်မယ်ဆိုပြီးတော့အလင်းတက်ပြီးတော့ဘာလို့ယူဆောင်ပြီးတော့သွားတဲ့ပုဂ္ဂိုလ်ကြတာမောင်နာဟာသူ့စိတ်ကိုမချောင်ချားတော့ဘူးမချောင်ချားစေနိုင်တော့ဘူးသူဟာပြင်ဆင်လာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့ရဲရဲဝံ့ဝံ့ဖြတ်တန်းသွားလာနိုင်တယ်အဲ့ဒီသဘောပဲဘုန်းကြီးတို့တွေဘဝခရီးကိုသွားတဲ့အခါမှာပြင်ဆင်ကြရမှာဖြစ်တယ်နော်ပြင်ဆင်ထားတဲ့ပုဂ္ဂိုလ်ဟာဘာနဲ့ပဲကြုံတွေ့ရဲဝံ့ရင်ဆိုင်နိုင်တယ်တော်ထဲမှာအန္တရာယ်ရှိတယ်ဆိုလည်းပဲပြင်ဆင်ထားသည့်အတွက်ကြောင့်ရင်ဆိုင်တွေ့လာတဲ့အခါမှာခြေမကိုက်မိလက်မကိုက်မိမဖြစ်တော့ဘူးကျွတ်တင်ပြင်ဆင်ထားသည့်အတွက်ရင်ဆိုင်ဝန်းသွားတယ်ဘဝဆိုတာကန္တရာကြီးနဲ့တူတယ်ကန္တရာဆိုတာအသွားလာပြတ်ပြီးတော့အလွန်အန္တရာယ်များတဲ့ခရီးပဲအဲ့ဒီခရီးသွားတဲ့ပုဂ္ဂိုလ်တိုင်းဟာပြင်ဆင်ကြရတယ်မပြင်ဆင်မနဲ့သွားရင်အန္တရာယ်နဲ့ကြုံလို့ရှိရင်ငုတ်တုတ်ပဲထိုင်ရမှာပဲဖြစ်တယ်အဲ့ဒါလိုမဖြစ်ရအောင်တန်တရားခရီးမှာလေဘုန်းကြီးတို့တွေပြင်ဆင်ကြတာ
ပြင်ဆင်တာတွေကဘာတွေနဲ့ပြင်ဆင်ကြတော့အခုလိုမွေးနေ့အမှတ်တရကုသိုလ်ကောင်းမှုတွေလုပ်တယ်ဒါလည်းပြင်ဆင်မှုတစ်ခုပဲနော်ကျွတ်တင်ပြင်ဆင်တာပဲဒါနကောင်းမှုလုပ်တယ်သီလစောင့်တည်တယ်အခါလျော်စွာသမထဝိပဿနာကမ္မထာဘာဝနာပွားများတယ်ဘဝအရေးကိုစိတ်တွေးပြီးလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာလှုပ်တဲ့နာကိုရှောင်လို့လှုပ်တဲ့နာလှုပ်တယ်ဆိုတဲ့အသိဉာဏ်နဲ့လှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်သွားတယ်ဆိုလို့ရှိရင်ကိုသွားရမယ့်ဘဝခရီးအကြောင်းကိုတည်တည်ချာချာလဲသိထားလို့ပြင်းပြင်းစင်စင်နေတဲ့ပုဂ္ဂိုလ်ဟာကြောက်เสียသိပြီးတော့မရှိဘူးလူတကာသွားတဲ့လမ်းငါလည်းသွားမယ်သို့တော့ငါ့မှာဘာကြောက်เสียရှိလဲညမောင်ကြီးတဲ့သွားတဲ့လူကဓမိပါတဲ့လူကမကြောက်ဘူးဘလောက်မောင်ပါအရေးလဲငါ့မှာဓမိပါထို့တူပဲတန်တရားခရီးသွားတဲ့ပုဂ္ဂိုလ်ကလည်းငါကုသိုလ်ကောင်းမှုတွေလုပ်ထားတာဒါနလည်းရှိတယ်သီလလည်းရှိတယ်ဘယ်ဘဝသွားရငါမှကြောက်ဝစရာမရှိဘူးဆိုရင်စိတ်အားတက်မှုတွေသူ့မှာရရှိတယ်သူဆိုတယ်ပေါ့နော်ဒါကြောင့်မို့အမတ်တမဲ့မနေပဲနဲ့ပြင်ဆင်ဆောင်ရွက်ကြမှာဖြစ်တယ်မထေမြတ်တွေရဲ့အမတ်တရားစကားတွေကလည်းပဲဘဝတန်တရားခီးမှာပြင်ဆင်ခဲ့ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့ဘဝသင်္ကန်းစာပေးတဲ့အနေနဲ့မိမိတို့ရဲ့အတွေ့အကြုံတွေကိုမျှဝေခြင်းပဲဖြစ်တယ်ပေါ့အခုဒီကနေ့အပိုင်း130မြောက်မတ်တရားစကားပြောတဲ့မထေမြတ်ကသဗ္ဗဓာသလို့ခေါ်တယ်သဗ္ဗဆိုတာမြန်မာလူမွေလို့အဓိပ္ပာယ်ရတယ်ဓာသကကျွန်မွေဒီဟုသောကျွန်ရှိသူသူ့ရဲ့ခြေကျွန်ကမွေသဗ္ဗဓာသမထေလို့ခေါ်တယ်သူဟာငယ်စဉ်ကတည်းကသဗ္ဗဓာသလို့ညှိခဲ့တာလည်းဖြစ်ကောင်းဖြစ်ပဲနောက်မှတွေ့တဲ့နာမည်လည်းဖြစ်နေတယ်သို့တော့ပိဋကတ်သုံးပုံမှာနာမည်ကိုအရေးကြီးမှတ်သားတာမဟုတ်သည့်အတွက်ကြောင့်နောက်ပိုင်းမှာသူသဗ္ဗဓာသလို့တွင်းလာတဲ့အချိန်ကျမှသူ့နာမည်ကိုမှတ်သားကြရတာဖြစ်တယ်မွေချင်းမွေရဲ့အရှင်သခင်တော့မဟုတ်ဘူးပေါ့နော်သို့တော့ထူးဆန်းတာလေးတစ်ခုပြောရမယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့ရဲ့ခမည်းတော်ကြီးကနောက်ပိုင်းမှာသူကမွေကိုကုသတဲ့အတ္တပညာတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူမွေးခါစားတော့ကဩရမြို့ကြီးပြုံရွာမှာမွေးတဲ့အခါကြီးပြုံရွာကတောင်ရလှုပ်ရှားတဲ့မိသားစုတော့နေစဉ်အလုပ်လုပ်တဲ့အချိန်မှာတစ်ပင်အောက်မှာကလေးကိုသိပ်ထားခဲ့သိပ်ထားတော့အချိန်တန်လို့အိမ်ပြန်မလို့ကြည့်လိုက်တဲ့အခါကလေးအောက်မှာမွေလေးကခွေးနေတယ်မွေစိုးလေးကခွေးနေတယ်အဲ့တော့ဒီမွေကသူ့ကိုကြိုက်မသွားဘူးနောက်အသက်အရွယ်ကြီးတဲ့အခါကျတော့မွေဆေးဆရာမွေဆေးဆရာဆိုတာခုခေတ်မွေစိတ်ကာကွယ်တဲ့ဆေးထိုးတဲ့ဆရာမဟုတ်ဘူးနော်ရှေးခေတ်ကယုံကြည်ချက်နဲ့အညီမွေမန္တန်တို့မွေကာကွယ်ဆေးတို့ဆိုတာမျိုးတွေကိုစုပ်နဲ့ထိုးတဲ့မွေဆေးဆရာမွေကုတဲ့အခါမှာအသက်ရှင်သေးတယ်သူ့လာပင့်လို့အသက်ရှင်သေးတယ်ဆိုရင်များသောအားဖြင့်တော့အစိတ်ကိုချပေးနိုင်လို့သူဆေးတိုက်လိုက်ရတယ်သူဆေးနဲ့ထိုးထားလိုက်တယ်ဆိုရင်မွေစိတ်ဟာပြည့်သွားတာတွေကများတယ်ပေါ့နော်ဘယ်ရောက်ရင်လို့တော့ဘုန်းကြီးတို့တော့မမှတ်တတ်ဘူးပေါ့ဒီတော့ကသူမွေစိတ်ကုတယ်ဆိုတာအဲ့လိုသိရတယ်ပေါ့ဒါကြောင့်မို့လူဆိုတာအတိတ်ဘဝတွေအကြောင်းတရားရှိတယ်အကြောင်းတရားတွေရှိတယ်
အခုဒီမထေရမြတ်ကိုတော့တပ္ပဒါသမထေရလို့ခေါ်တယ်ဒီတပ္ပဒါသမထေရဟာထေရတက္ကရာအရာမှာဆိုရင်သူဟာရှေးဘုရားတွေလက်ထက်တုန်းကကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တဲ့ဘုရားနဲ့တွေ့တယ်ဆိုတာကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်အခုဘုန်းကြီးတို့တွေအခုတရားနာနေကြတဲ့တရားနာပရိသတ်တွေဟာတစ်ချိန်တစ်ခါတော့ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကုသိုလ်နဲ့အလှမ်းဝေးတဲ့ပုဂ္ဂိုလ်ဆိုရင်တရားပွဲနာတော့လာမှာမဟုတ်ဘူးဒါသိချာတယ်နော်တရားနာဖို့စိတ်ကူးတော့ရမှာမဟုတ်ဘူးစတိတ်ရှိုးတို့ဘာတို့ပဲသွားကြမှာအဲ့ဒါလို့ဝါဒနာကိုမပါဘူးအဲ့ဒါလို့ခုလိုဝါဒနာပါမှုဆိုတဲ့ဒီနှလုံးသွင်းအစ္ဆတရားရရှိလာတာအတိတ်ဘဝနဲ့ဆက်သွယ်လာတယ်လို့ဆိုတယ်ပြီးတော့တရားကိုနာယူနိုင်တဲ့အသိပညာရှိဖို့ဆိုတာပဲတမန်နဲ့မရဘူးတရားပွဲမှာလည်းပဲရည်ကြရီပြောပြီးတော့တတော်သောရည်ရမှကျင့်တတ်တဲ့တရားမျိုးပဲသွားမှာပဲနော်အခုလိုတရား6ဆိုတာသူမှမနာတရား6ဆိုတာအာယုစိုက်ပြီးတော့နားထောင်ရတယ်နားလေအောင်နားထောင်ရည်ကြလည်းမပါဘူးမောစရာလည်းမပါဘူးပုံဝတ္ထုလည်းမပါနော်ပုံဝတ္ထုလည်းအမှန်မှန်နေပြီးသဘာဝတရားတွေကိုပဲပြောတာဆိုတဲ့တရားဝဲကြရှင်းအတရား6လို့ခေါ်တယ်နော်အဲ့တော့မြန်မာပြည်မှာလည်းရှင်းအတရားတွေဟောကြတယ်ရှိစရာမောစရာပုံတို့ပတ်စဟာတာတွေနဲ့ဆိုလို့ရှိရင်တဘာဝတဟာဟာတဲ့အပြင်းပြေတာပေါ့နော်တရား6နဲ့ရင်တော့တဘာဝသန်းတာပဲဖြစ်နေမယ်ရှိမှာတော့ဟုတ်တန်းကျင်တဲ့စိတ်တွေနဲ့တန်းကုန်ကြတာပေါ့နော်အေးဝါဒနာဆိုတာအမျိုးစုံပဲအတိတ်ဘဝတော့ကုသကောင်းမှုတွေလုပ်ခဲ့ကြသည့်အတွက်ကြောင့်ဒီလိုတရားတွေကိုနာယူနိုင်တယ်တရားပွဲလာနိုင်တယ်ဆိုတာဟာလေအဆင့်တစ်ခုပဲမှတ်သားကြမှာဖြစ်တယ်နော်နောက်ပြီးတော့သူလုပ်ခဲ့တဲ့ကုသကောင်းမှုတွေဟာဝိဝတ္တုပနေတယကုသိုလ်တို့ဝိဝတ္တဥပနေတယကုသိုလ်ဝကိယနိဗ္ဗာန်ကိုရည်တံပြီးတော့လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုမျိုးဒါနလူလဲဣဒံမေပုညံနိဗ္ဗာနတပစ္စယောဟောတုသီလဆောက်တည်လဲဣဒံမေသီလနိဗ္ဗာနတပစ္စယောဟောတုဆိုတန်တေယောကလွတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာလွတ်ရလွတ်ကြောင်းလမ်းကြောင်းပေါ်ကိုရောက်ရောက်လာတတ်တယ်ပေါ့ပါရမီမပြည့်သေးဘူးဆိုလို့ရှိရင်တော့ကိုယ်အသိဉာဏ်ကရင့်နေမှရင့်တရသီးတောင်မှပဲချိုးတယ်ဆိုတော့မှဲ့အောင်စားမှချိုးတာလေမဆောင်မနဲ့ငယ်ငယ်လေးတရသီးသီးကစားလေးခူးစားလို့ပဲချိုးမလဲနော်အဲ့တော့အချိန်ခါဆိုတာရှိတယ်လူတွေမှာလည်းပဲအသိဉာဏ်ရင့်ကျက်လာတဲ့အချိန်ဆိုတာရှိတယ်အဲ့ဒီလိုအချိန်ခါမျိုးမှသူကထူးခြားတဲ့အသိဉာဏ်တွေဖြစ်ပေါ်လာရှင်းပြရရဲ့လက်ထက်မှာဝိဝတ္တနေတိတဝိဝတ္တုပနေတယကုသိုလ်ကောင်းမှုကိုလည်းသူစီးဖို့အထောက်ခဲ့တာဖြစ်တယ်အဲ့ဒီကုသိုလ်တွေရဲ့စွမ်းအားကြောင့်ဘဝတစ်ခုမှဘဝတစ်ခုတန်တရားထဲမှာအလှည့်အပြောင်းနေလာရကနေဘောရမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါမှာဒီယဟန္တာလောင်းပုဂ္ဂိုလ်သူမြတ်ဟာဒီသောတရဏမင်းကြီးရဲ့ပရောဟိတ်ရဲ့သားလာဖြစ်တယ်ကပိလဝမြို့မှာလာမွေးဖွားတယ်ကပိလဝမြို့မှာသူသောတရဏမင်းကြီးရဲ့သားဖြစ်တာသောတရဏမင်းကြီးရဲ့ပရောဟိတ်ရဲ့သားလာဖြစ်တယ်မြတ်စွာဘုရားတောထွက်ပြီးတဲ့နောက်မှာ9 နှစ်ကြာမှတိုင်းတော်ပြည်တော်ကိုပြန်ပြီးကြွချင်ခဲ့တယ်အဲ့လိုပြန်ကြွတဲ့အခါမှာဆွေတွေမျိုးတွေဇာတိဒေသကဆွေမျိုးတွေနဲ့ဆုံတဲ့ပွဲမှာဆွေတွေမျိုးတွေကဖះကိုငါတူငါသားလူဘဝတုန်းကအတူနေလာကြတာဆိုတော့လေးစားသမှုမပြုချဘူးဒါထုံးစံ
အဲ့ဒါလို့ဖြစ်တာကိုမြတ်စွာဘုရားကရှေးရခင်ကနဲ့မတူဘူးဆိုတာအစွမ်းတကူပြတဲ့အနေနဲ့6 နှစ်ပတ်လုံးတရားဓမ္မကျင့်ကြံကြိုးကိုအထောက်ခဲ့လို့ထူးခြားတဲ့အသိဉာဏ်ပြုရရှိတာမို့ရေမိအစုံတကုံးပြကြီးအောင်ကိုပြခဲ့ရနော်ရေမိအစုံတကုံးပြကြီးအောင်ပြထူးပခြားနာသချင်းကြီးခဏခဏကြားဖို့ကြတယ်အဲ့ဒါရေမိအစုံတကုံးပြကြီးအောင်ပြနော်ခန္ဓာကိုယ်ကရေနဲ့မီးနဲ့ပန်းထွက်ပြီးအဆန်းတစ်ကျဖန်ဆင်းပြတာကိုဇမကပါတိဟာရိယဇမိုက်ပြတိဟာလို့ခေါ်စေတော်မျိုးတွေရဲ့အလယ်မှာဘလို့မှမကြုံဘူးတဲ့အံ့ဩထူးခြားဆန်းပြလှတဲ့တကူစွမ်းအားကိုပြပြီးတော့မြတ်စွာဘုရားရဲ့တရားဓမ္မဟောတဲ့အခါမှာရောက်လာကြတဲ့ပိဋကတ်ရဲ့ယင်ထဲမှာယုံကြည်အားကိုမြတ်နိုးတဲ့တရားလေးဖြစ်ပေါ်လာကြအဲ့ဒီတော့ကဆွေတွေမျိုးတွေနဲ့ဆုံစည်းတဲ့ပွဲမှာဒီမထေမြတ်ရဲ့အလောင်းဟာပါဝင်ခဲ့တာဖြစ်တယ်ပေါ့မြတ်စွာဘုရားရဲ့တရားကိုလည်းနာရတယ်အစွမ်းတကူတွေကိုလည်းဖူးတွေ့ရတယ်လို့ဆိုတဲ့အခါမှာရှင်တွေကသရတရားတွေလှိုင်းလုံးကြီးတွေမြင့်တက်လာပြီးနောက်ဆုံးမှာလူဘဝမှာမနေတော့ပဲနဲ့မြတ်စွာဘုရားရဲ့ဓမ္မခွင့်တောင်းပြီးတော့ရဟန်းဝတ်တဲ့အဆင့်ထိအောင်ရောက်ဒီပုဂ္ဂိုလ်သူများဒါလည်းပဲဒီဘဝမှာဖြစ်တာတော့မဟုတ်တော့အတိတ်ဘဝတုန်းကတည်းကသူဟာတန်တရားဥက္ကလွတ်လို့တဲ့စိတ်ဆန္ဒတွေတန်ဝေကဆိုတဲ့ဟိရိဩတ္တပဩတ္တပတို့အတိညာဏ်တို့တတိတို့ဆိုတဲ့ဟာတွေသူ့ရင်ထဲမှာဖြစ်ခဲ့လို့တန်ဝေကတရားရဲ့စွမ်းအားနဲ့လူဘဝမှာမပြောင်းမွေးတော့ဘဲနဲ့ယဟန်ဘဝကိုကူးပြောင်းခဲ့တာဖြစ်တယ်ပေါ့အဲ့လိုကူးပြောင်းပြီးတော့ဘုရားသာသနာတော်မှာတရားဓမ္မကိုကျင့်ကြံကြိုးကိုအထောက်ထားအဲ့လိုကျင့်ကြံကြိုးကိုအထောက်တဲ့အခါမှာရင်ထဲကကိလေသာတွေလူဖြစ်ဖြစ်ဘုန်းကြီးဖြစ်ဖြစ်ရှင်ထဲမှာကိလေသာဆိုတာကာမဂုဏ်ရမဇောပဲဖြစ်ဖြစ်နော်ညာတော့အဖြစ်ကာမဂုဏ်ရမဇောတွေနဲ့ပစ္စည်းဥစ္စာတွေ့တာလူကိုတွေ့တာဘဝကိုတွေ့တာဆိုတဲ့အဲ့ဒီတွေ့တာမှုတွေရုပ်မထွက်နိုင်တော့ကိလေသာတွေရဲ့လွှမ်းမိုးမှုကိုခံစားရတယ်ခံစားတဲ့အခါတရားအထုတ်လိုက်တိုင်းစိတ်ဟာကာမဂုဏ်အာယုံဘက်ဖယ်ရောက်သွားပြီးတော့တရားနဲ့ဆုံစည်းပေးဖို့တရားရဲ့အာယုံပေါ်ကိုတင်ပေးလို့မရတော့အောင်အခြေအနေတွေကဆိုးဝါးပြီးတော့လာတယ်ပေါ့နော်အဲ့ဒီလိုတရားနှလုံးသွင်းလိုက်ကာမဂုဏ်အာယုန်တွေနဲ့မကျေနပ်မှုစတဲ့ကိလေသာတွေနဲ့ရင်ဆိုင်တိုးရတဲ့အခါမှာကိလေသာအာယုန်တွေဟာဖြတ်လို့နှိမ်နှင်းလို့မရနိုင်တော့အောင်သူ့ရင်ထဲမှာလှိုင်းတပူကဲ့သို့တိုးတက်ဖြစ်ပွားလာတရားထိုင်လိုက်ကိလေသာတွေဖြစ်လိုက်တဲ့ဆိုတော့ကြာတော့သူ့စိတ်ထဲမှာငါတရားထုတ်လို့တော့ဘာမှထူးမှာမဟုတ်ပါဘူးဆိုတဲ့စိတ်တွေဖြစ်လာမအောင်မြင်တဲ့အခါမှာလူဟာစိတ်တက်ကြလာကိုလုပ်တဲ့လုပ်ငန်းတစ်ခုမအောင်မြင်ဘူးဆိုတာစိတ်တက်ကြလာတဲ့သဘောတရားဟာလူတိုင်းမှာဖြစ်တာရှိတယ်ဖြစ်အဲ့ဒီမှာသူတပ္ပဒါသလို့တွင်သွားတဲ့အကြောင်းကတော့ဘာလို့ဆိုသူဟာစိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အချိန်လေးမှာဒီမိဖို့ကြောင့်ထဲမှာဒီမွေလေးတစ်ကောင်မွေဆိုးတစ်ကောင်ကိုယဟန်တွေကတွေ့တော့ဖမ်းကြတယ်ဖမ်းပြီးတော့အိုးရဲထည့်ပြီးတော့အဝေးကိုပို့ဖို့ကြိုးစားကြတယ်အဲ့ဒါလို့အဝေးပို့ဖို့ကြိုးစားတဲ့အခါမှာ
သူကလည်းစိတ်ပြည့်နေတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်အဲ့ဒါဘာလဲလို့မေးတော့မွေစိုးဖမ်းလာတာလို့ဆိုအဲ့ဒီမွေစိုးဖမ်းလာရင်သူပေးပါသူသွားလွတ်ပါမယ်ဆိုပြီးဥမပြီးယူသွားသူကသေခြင်းနေတာအဲ့ဒီအချိန်မှာသေခြင်းနေတော့ဒီတိုင်းသေတာနဲ့ဘယ်လိုသေရမလဲလို့သူကစဉ်းစားနေတာတစ်ပင်မောခုံချသေရမလားခုခေတ်ကတော့ဆန်းတယ်လေတိုက်ပြည့်ကြီးတွေပေါ်တော့တိုက်ပြည့်ကြီးတွေပေါ်ခုံချတာတော့တရားရှိတော့တရားပေါ်ခုံချတာတော့မျိုးစုံသောလူတွေဟာကျိုးဆွဲချတာတို့မျိုးစုံလုပ်ကြအဲ့တော့သူကလည်းသေဖို့စဉ်းစားနေတယ်ဒီဘဝမှာယန္တရားအထုတ်လို့လည်းမရဘူးလူပြန်ထွက်ပြန်တော့လေရှက်เสียကြီးငါသေတာပဲကောင်းပါတယ်လို့ဆိုပြီးသေခြင်းနေတဲ့ပုဂ္ဂိုလ်မွေဖမ်းလာတာနဲ့သွားတို့တဲ့အခါကျတော့အဲ့ဒီမွေကိုသူလွတ်မယ်ဆိုပြီးယူသွားပြီးအိုးတဲ့ကိုလက်နိုင်တာမွေကြိုက်ပြီးသေးအောင်တော့အဲ့ဒီမွေကလည်းသူနှိုက်တော့ကြိုက်ကိုမကန်ဘူးကြိုက်အောင်ပါဇက်ဖြဲထဲတော့လည်းမကြိုက်ဘူးအဲ့ဒီလောက်တည်းသူကဒါမွေစိုးခုတ်တယ်ပေါ့အလကားရေမွေနဲ့တူပါတယ်လို့ဆိုပြီးမွေကိုလွတ်ထားခဲ့တဲ့အခါကျတော့ရဟန်းတွေကငါရှင်မွေလွတ်ခဲ့လားလွတ်ခဲ့ကိုရောတို့မွေကမွေစိုးဟုတ်ပါဘူးအလကားရေမွေကြီးပါဆိုတော့မဟုတ်ဘူးတဲ့သူတို့မှမနေဖမ်းထားတာတဲ့ဗပြင်းထောင်ပြီးတော့တရှူးရှူးလုပ်နေတဲ့မွေဟောက်ကြီးပါလို့အဲ့သူကြတော့အဲ့ဒီမွေမကိုက်သူဟာသေခြင်းလို့မွေကြိုက်ခံခြင်းလို့မှမွေပါဇက်ထဲလဲထဲတာတော့မကြိုက်ဘူးလို့ဆိုဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဆိုတော့မြတ်စွာဘုရားလျှောက်ကြဒီကိုယ်တော်မွေဆိုကသူ့မကြိုက်ဘူးကြိုက်အောင်မျိုးမျိုးလုပ်တာမရဘူးဘာကြောင့်လို့ဆိုဒီမွေကတတ္တိယဘဝတော့ကသူ့ရဲ့ကြုံနဲ့ဖြစ်ခဲ့ဘူးလေသူကအရှင်သခင်ဖြစ်ခဲ့ဘူးလေအဲ့ဒါလို့တတ္တိယဘဝမှာကြုံနဲ့အရှင်သခင်ဖြစ်ခဲ့သည့်အတွက်ကြောင့်အဲ့ဒီတော့ကကိုယ်အရှင်သခင်ဆိုတဲ့အသိစိတ်ဟာခုခေတ်လူတွေပြောသလိုပေါ့တကယ်ကတော့သိတာမဟုတ်တော့လေသွေးကပြောပြီးတော့မကြိုက်ဘူးမကြိုက်တော့တယ်နော်သွေးကပြောတယ်ဆိုတာအဲ့ဒါပဲမဖြစ်ဘူးကြဘူးလားတခါတခါလူတယောက်တွေ့တယ်မြင်မြင်ချင်းခင်မင်သွားတဲ့လူရှိတယ်မြင်မြင်ချင်းအမြင်ကတ်တဲ့လူလည်းရှိတယ်အမြင်မြင်ချင်းအမြင်ကတ်တဲ့လူကတော့ဟိုဘဝတုန်းကရန်သူဖြစ်ခဲ့တာဖြစ်မြင်မြင်ချင်းခင်မင်ပြီးမိတ်ဆွေဖြစ်သွားတဲ့ပုဂ္ဂိုလ်ကြတော့ဟိုဘဝတုန်းကဆွေမျိုးသားချင်းတူဖြစ်ခဲ့လူထဲမှာအမှတ်တမဲ့မနေဘဲနဲ့ကြည့်လိုက်ရတချို့ကြတော့ရန်သူဖြစ်လာပြီဆိုလို့ရှိရင်ကိုယ်အိမ်ရောက်လာတဲ့ကိုသားသမီးတောင်မှအမေဖေတွေကကြည့်မရတဲ့သားသမီးရှိသေးတယ်နော်ကြည့်လို့မရမုန်းလိုက်တာဒီကလေးမုန်းလိုက်တာသားသမီးမျိုးဖြစ်တယ်ဘုရားတော်ကရန်သူဒီဘဝကျတော့သားသမီးလာဖြစ်တယ်ဒါမျိုးလည်းရှိတယ်ဒါမျိုးလည်းရှိတယ်အဲ့တော့အတိတ်ဘဝဆိုတာသိနိုင်တာမဟုတ်ဘူးလူကမသိတော့လည်းပဲသွေးကသိတယ်လို့ပြောအောင်အခုလဲသွေးကသိလို့မွေရသူ့မကြိုက်ဘူးပါဇက်ထဲလက်ထိုးတာတောင်မှပဲငုံယုံငုံထားဖြစ်ရပုံပါနော်အဲ့လိုချင်းဒီမျိုးကိုအကြောင်းပြုပြီးတော့သူ့ကိုမြတ်စွာဘုရားစီကပြန်တဲ့အခါဒီကိုယ်တော်ဟာအတိတ်ဘဝတော့ကဒီမွေဟာသူ့ရဲ့ကြုံဖြစ်ခဲ့တဲ့ဆိုသူ့ကိုတပ်ပတ်ထားတာဆိုတဲ့နာမည်နဲ့ခေါ်လာခဲ့ကြတာဖြစ်တယ်ပေါ့နော်အဲ့လိုသူဟာသေခြင်းလို့ကြိုးစားနေတော့လဲမသေးဘူးမသေးတဲ့အခါမှာသူဘာလုပ်လဲသူ့လက်ဝင်းကိုသူကသူလှီးပြီးတော့သေချောင်းကြံရှေးတုန်းကယဟန်တွေဟာဒီတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်ပြီးတန်တရားကြီးကိုညီးငွေ့တဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ကိုတွေ့တာမှုတွေလုံးဝမရှိတော့သေပါစေဆိုပြီးတော့ကိုယ်လည်းပဲကိုတင်တုံးနဲ့လှီးပြီးတော့သေတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ရှင်ဝက်ကလီတို့ရှင်အတ္တစီတို့ဆိုတာဒီ
တန်ရုပ်ပါဠိတော်မှာပါတဲ့သုတ်တန်တွေမှာယဟန်တွေဟာကိုယ့်ကိုယ်လည်းပဲတီးပြီးသိကြတဲ့ပုဂ္ဂိုလ်တွေနောက်ဝေဒလိပြည်မှာဆိုလို့ရှိရင်ယဟန်တွေတော်တော်များများဟာသိဆုံးသွားကြတာတွေအများကြီးရှိဝကျွေးပါလာတာလည်းရှိအဲ့တော့ဒီပုဂ္ဂိုလ်ကလည်းတရားအထုတ်လိုက်တိုင်းကိလေသာတွေရဲ့လွှမ်းမိုးမှုကိုခံရတဲ့အခါမှာသူ့ကိုယ်သူလည်းပဲဓာတ်တင်ပြီးတော့တရားလုံးတော့မယ်လို့လည်းပင်ကိုသင်္နှုံးသားလေးနဲ့လည်းလှီးလိုက်တဲ့အခါမှာအပြေပြားလေးစုပ်သွားရင်အဲ့ကြကြောက်သွားသူကခက်တာနော်အဲ့လိုလည်းပင်ကအကျော်လေးမှာဓာတ်လေးထိသွားတဲ့အခါကျတော့သူကသေရမှကြောက်ပြီးတုန်လှုပ်သွားတုန်လှုပ်တဲ့အခါအကုရရှာတယ်သူယဟန်ခံလာပြီးတဲ့နောက်မှာသူကိုချင်းသီလဖောက်ပြက်ခဲ့တာများရှိသလားလို့ပြန်စဉ်းစားတော့လုံးဝကိုချင်းသီလမှာသူပြက်ခဲ့တယ်မရှိအဲ့ဒါလို့ကိုချင်းသီလကိုဆင်ញင်သုံးသပ်လိုက်တဲ့အခါဝန္တာချီနူးွယ်ရသူဖြစ်သွားတယ်စိတ်ပြောင်းသွားတယ်နော်တရားမှကြောက်ရင်ကနေပြီးတော့သူသီလသူဆင်ញင်အာကိုရရှာတာပေါ့သဘောအားရှင်းတဲ့လူဟာအာကိုရရှာတယ်လို့ပဲဆွဲမိဆွဲရဖန်ဆွဲတယ်လို့ကိုယ်သီလကိုစဉ်းစားလိုက်တဲ့အခါဝတ္တမစင်ကြယ်တယ်ဆိုတော့ဝမ်းသာသွားတော့ပီတိတွေဖြစ်တယ်ပီတိတွေဖြစ်တော့ပတ္တရိဆိုတဲ့ကိုယ်ရောစိတ်ရောငြိမ်းချမ်းသွားတယ်ငြိမ်းချမ်းသွားတဲ့အခါကျတော့ဒုက္ခကိုယ်ရောစိတ်ရောချမ်းသာသွားတယ်ချမ်းသာသွားတဲ့အခါစိတ်ဟာတည်ငြိမ်သွားတယ်တမာတိတွေရသွားအဲ့ဒီတမာတိစွမ်းအားနဲ့ဝိပဿနာတရားကိုဆက်ပြီးအထုတ်လိုက်တဲ့အခါမှာသူဟာယန္တာကြီးဖြစ်သွားတယ်လို့သူပြောတယ်ဝက္ကလိမထေမြတ်လည်းပဲဒီတိုင်းပဲသူကသူတင်နှုံးနဲ့လှီလိုက်တဲ့အခါမှာဧကန္ဒိဋ္ဌသေရတော့မှလူစွာချက်ချင်းသေတာမှမဟုတ်တာလူမပြောနဲ့ပိညောင်တော့အမေးဖြတ်ရင်ခုံးနေသေးတာဟုတ်လားအဲ့လူကလည်းအတော်နဲ့မသေးသေးဘူးအဲ့ဒီမသေးတဲ့အချိန်လေးမှာငါသေရတော့မှလို့သိလိုက်ရင်လူကကြောက်သွားတဲ့အချိန်လေးမှာအာကိုရရှာပြီးတရားနှလုံးသွင်းတဲ့အခါမှာဝက္ကလိဆိုတဲ့ယဟန်ဟာလည်းပဲဒီလိုပဲယဟန်နာမဖြစ်ခင်လေးကပ်ပြီးတော့ယဟန်နာလည်းဖြစ်သိလည်းသိစီဝိတသမတိတိလို့ခေါ်တယ်မသေးခင်လေးမှာကပ်ပြီးတော့ယဟန်နာဖြစ်သွားပြီးတော့သိသွားတယ်သူဆိုကိလေသာလည်းသိတယ်အသက်လည်းသိသွားဒီလိုဆုံစည်းသွားတာမျိုးကိုစီဝိတသမတိတိလို့ခေါ်တယ်အသက်နဲ့ကိလေသာတွေရင်ထဲကထွက်သွားတာဟာပြိုင်နှူလို့ဖြစ်တယ်ဒါကတီတီဆိုတဲ့စကားလုံးကတီတာမြင်းပြိုင်ပွဲကလာတဲ့စကားဖြစ်လိမ့်မယ်နော်မြင်းနှကောင်ပြိုင်ပြီးတော့ဝင်လာတဲ့အခါမှာခေါင်းချင်းရှင်ဝင်လာရင်သမတိတာလို့ခေါ်အခုလည်းပဲယဟန္တာဖြစ်ခြင်းအရတ္တမေရတ္တကိုရခြင်းနဲ့သိဆုံးခြင်းဟာရှင်ပြိုင်ပြီးတော့ဝင်လာတယ်လို့ဆိုလို့ပေါ့အဲ့လိုသိဆုံးယဟန္တာမဖြစ်ခင်လေးယဟန္တာလေးဖြစ်ပြီးတဲ့နောက်မှာချက်ချင်းသိဆုံးသွားတဲ့ပုဂ္ဂိုလ်မျိုးဖြစ်သွားတယ်အခုဒီသမ္ပဒတမထေရတော့လေပင်ကိုဓာတ်တင်လိုက်တဲ့အချိန်လေးမှာမျက်ခနဲ့ဖြစ်သွားပြီအားနဲ့လှီးတာမဟုတ်တော့လေပင်ကအကျော်ပြတ်မသွားသေးဘူးအရေးပြားလေးလောက်ပဲထိတဲ့အချိန်လေးမှာသူတတိတဝိကတွေရပြီတရားထုတ်လိုက်တဲ့အခါမှာသူယန္တာဖြစ်သွားအဲ့ဒီအကြောင်းကိုသူပြန်ပြောပြတယ်မှတ်တရစကားမှာအဲ့ဒီအကြောင်းလေးကိုသူပြန်ပြောပြနေတာပဏ္ဏဝိတတိဝတ္တနိယတောပပ္ပစီတောအဟံဣစရသင်္ဃာတမတ္တံဘိစေတောတန္တိပနိစ္စခံသူကသူဆင်ញင်စဉ်းစားကြည့်လိုက်တာသူက25နှစ်ပတ်လုံး
သူဟာယဟန်ဖြစ်လာယဟန်ဘဝမှာ25နှစ်တည်တည်25ဝါရသည်ဖြစ်အောင်တရားဓမ္မကိုကြိုးစားအားထုတ်တယ်တဲ့အဲ့ဒီ25နှစ်ကြိုးစားအားထုတ်တာတောင်းပါပဲဣစ္ဆရာသင်္ဃတမတ္တပိစေတောတန္တိမနစ္ဆာကနာလက်ဖြစ်တတိအချိန်လေးတောင်ခိုက်တန့်လေးတောင်မှစိတ်ရဲ့ငြိမ်းချမ်းမှုကိုသူမရခဲ့ပါဘူးပွင့်ပွင့်လင်းလင်းပြောတာနော်သူဟာသာသနာပေါင်းဝင်ပြီးယဟန်တရားအထုတ်ပြီမယ်လို့စိတ်ရဲ့ငြိမ်းချမ်းမှုတစ်စက္ကန့်လေးမှမရရှိခဲ့ပါဘူးတို့ဆိုလို့ပေါ့နော်သမာဓိတရားကိုလုံးဝမရရှိခဲ့ပါဘူးအဲ့လိုမရတော့သူဘာဖြစ်အလတ္တစိတ်တတိကက်ခံစိတ်ရဲ့တည်ငြိမ်မှုကိုသူမရတဲ့အခါဘာကြောင့်မရတာလဲဆိုကာမရာဂိနအဋ္ဌိတောလူဘဝလူထွက်ခြင်းနဲ့ကာမဂုဏ်အာယုန်တွေကိုခံစားခြင်းနဲ့ဆိုတဲ့ကာမရာဂရှင်မဲ့ဇောတွေရဲ့လွှမ်းမိုးနှိမ့်ဆက်မှုကိုသူခံရလို့စိတ်တည်ငြိမ်မှုကိုမရတာပါတဲ့ကြိုးစားပြီးမဲ့လို့ရှင်တွေကဘလောက်ပဲကြိုးစားပြီးဖြောက်တရားနဲ့ကြိုးစားပြီးဖြောက်ဒီရှင်တွေကရှင်မဲ့ဆိုးကြီးဟာတိုးလာတဲ့အခါကျတော့သူဟာငါနဲ့လူဖြစ်ချိုးမနှက်ပါဘူးဆိုပြီးဘာဟာပက်ကရှာကန်တန်တော်ကလေးတွေဟာလက်မောင်းနှစ်ဖက်မြောက်ပြီးတော့ငိုသလိုပဲသူဟာလည်းငိုကြွေးမြည်တမ်းပြီးတော့ဝိဟာရဥပနိခမေကျောင်းငန်းတွေကထွက်ခွာလိုက်တယ်သူကသူမကြေမနက်ဖြစ်ပြီးတော့ငိုကြွေးပြီးကျောင်းငန်းတွေကထွက်လိုက်တယ်တထံဝါအာဟာရိတမိကောအထောစီဝိတေနမိသူစိတ်ထဲမှာဘာဖြစ်25နှစ်တိတိငါကြိုးစားရတော့ဘာတရားထုမှမရဘူးဆိုလို့ရှိရင်အသက်ရှင်နေလို့ဘာအကျိုးရှိမှာတော့ကိုသတ်သိမယ်စူးစိုက်လုပ်မယ်ဆိုတဲ့အတွေးတွေဒါမဆန်းဘူးဒီခေတ်မှာလည်းလူတွေဟာကိုသတ်သိဖို့အတွေးတွေရှိကြတာနော်ရှိတယ်အကျေနပ်တာတကူဖြစ်လာလို့ရှိရင်မကျေနပ်မှုကိုအကြောင်းပြုပြီးတော့ကိုသတ်သိဖို့ကြိုးစားတာတထံဝါအာရိတမိဆိုဒါနဲ့လည်းပင်ကိုလှီးပြီးသေချောင်းကြံမယ်လို့သူစိတ်တွေဖြစ်လာတေပေမောကနေခုံချမယ်ကျိုးဆွဲချမယ်တေဘုံသိဏိတွေမျိုးစုံသူကြိုးစားမယ်ဆိုပြီးကျောင်းထဲကထွက်ပြီးတော့တေရမယ့်နေရာကိုသူစဉ်းစားကြည့်စိတ်ပြက်လက်ပြက်နဲ့ဖြစ်လာကထံဟိသိက္ခာပစ္စကံကာလံကိုဝေထမာရိတောငါလိုပုဂ္ဂိုလ်ဟာဒီသူ့ကိုယ်သူရှက်တာပြောချင်တာကတော့သူဟာဘုန်းကြီးဘုရားမပြောတာအဓိကမပြောလို့လူထွက်ချင်တဲ့စိတ်ကိုချိုးနှုံလို့မရဘူးလို့ဆိုချိုးနှိမ်လို့မရတဲ့အခါကျတော့ငါလိုပုဂ္ဂိုလ်ဟာလူထွက်ပြီးနေမဲ့အစားသေတာကပဲကောင်းတယ်ကိုဆုံးဖြတ်လောကမှာဘုန်းကြီးတွေဆိုတာမြဲနေတယ်ဆိုတာပျော်လို့မြဲနေတယ်လို့ကြီးပဲမအောင်မေ့ကြလိမ့်ဟုတ်လားတခါတော့ဥလသိန်းဆိုတဲ့ဓမ္မဂတိကဆရာကြီးဟောသွားတာရှိတယ်အောင်လုံးကြီးဆိုတာကြာနေကံလို့ခေါ်သွားတဲ့ဟာရှိတယ်လေဘုန်းကြီးပြန်တော်မူလို့မီးရှို့တဲ့အခါကျတော့ဟောတယ်မီးမလောင်နိုင်တဲ့အလုံးကြီးရှိတယ်အတော်နဲ့မီးရမကျုံခုခေတ်တော့မီးတကြိုစက်နဲ့ဆိုသိပ်မတွေ့အောင်ထင်းနဲ့တကြိုလို့ရှိရင်တွေ့အဲ့ဒါဘာအလုံးလို့ဆိုအောင်လုံးကြီးမပြောပေမဲ့အောင့်နေရတယ်လို့ဆိုလို့လေအဲ့ဒါဘုန်းကြီးဝပြီးပြန်တော့လေလူထဲမှာတော်ခက်တယ်ဘုန်းကြီးတို့ဆရာတော်ကြီးမရှိဘူးလားငယ်တော့ကြားရဘူးလေမန္တလေးက
နာမည်ကြီးစာကြဆရာတော်ကြီးဒီမှာလူထွက်စာကြဆရာတော်ကြီးလူထွက်သွားဘုရားကြီးဘက်မှာသူ့တပည့်တွေနဲ့ဆုံသူ့တပည့်ဦးဇင်းတွေကဆရာကြီးဘုန်းကြီးပြန်ဝတ်ပါလို့ဝိုင်းပြီးတော့တိုက်တွန်းကြတဲ့အခါမလုပ်ကြပါနဲ့ကိုတော်တို့ဒီဘဝရောက်အောင်မနေကြိုးစားထားလွယ်လွယ်ကူမြန်ထွက်လို့ရတယ်ဒီဘဝရောက်အောင်မနေကြိုးစားထားတာပါလို့ပြောတဲ့ဟုတ်လို့အခုလေဒီမထေရဟာသိခါချပြီးလူထွက်မဲ့အစားသေတာကတော့ပိုကောင်းတယ်သေတော်မှဒီဩကောင်းဤပေါ့လူထွက်ဘဝမှာတော့မသွားကြတော့ဘူးဒီရွယ်ကြမှာတော့ငါလူမထွက်တော့ဘူးလို့ဆိုပြီးအဲ့ဒီလိုစိတ်ပြက်လက်ပြက်ရဟန်းဘဝနေပြန်တော့လေတရားကမရကိုယ်စိတ်ကိုနိုင်နေအောင်ဆုံးမနိုင်ခြင်းမရှိဘူးဒါကြောင့်မို့လို့ဒါဖြင့်သိက္ခာချပြီးလူထွက်ပါလားလို့ဆိုတော့လေလူလည်းမထွက်ချင်ဘူးသေတာကမှကောင်းသေးတယ်ဆိုပြီးဆုံးဖြတ်တယ်သူကတတဟံခုရမာထာယအဲ့ဒီချိန်လေးမှာသူဟာသင်္နှုံးကိုယူလာခဲ့သင်္နှုံးလေးကိုယူလာလက်ထဲမှာဓာလေးပါနော်မေစကံမိဥပဝိသေသူများတွေမြင်မှာဆိုလို့ကြောင်းကန်းလေးတွေပြန်ဝင်လိုက်ပြီးတော့ရောင်စောင်းပေါ်မှာလက်အိပ်ပြီးပရိနိတောခုရောအာတိဓမ္မနေစစ်တုမတ္တနောသူရဲ့လက်ဘင်းကရှိတဲ့သွေးကြောကိုဖြတ်တောက်ဖို့ရသူစဉ်းစားပြီးကြိုးစားလိုက်တယ်လက်ဘင်းပေါ်ဓာတ်တင်လိုက်တယ်ပေါ့နော်အဲ့ဒီလိုဓာတ်တင်လိုက်တဲ့အခါမှာဖြစ်ပြီးတော့လှီးတော့မယ်ဆိုပြီးအရေးပြားလေးပေါ်မှာစက်ကနေဖြစ်သွားတဲ့အချိန်လေးမှာတတောမေမနတိကာရောယောနိသောဥဒ္ဒပစ္စထာသူကောင်းတဲ့မှာဘာဝင်လာတော့ဆို25နှစ်လုံးသူဘုန်းကြီးဖြစ်လာတာသီလနဲ့ပတ်သက်ပြီးတော့သူဖောက်ဖျက်တာမရှိဘူးဆိုသူကိုသူသိလာကိုသီလကိုဆင်ញင်လိုက်တဲ့အခါကျခယူတဲ့ပုတ္တပလဲနဲ့ဖြူစင်းနေတဲ့သီလအစွန်းထင်လုံးဝမရှိခဲ့ဘူးကိုကျင့်တရားနဲ့ပတ်သက်ပြီးသူဟာချိုးရင်းပြပြခဲ့တာမရှိဘူးဆိုတာကိုစဉ်းစားမိတယ်တရားသူမရဘူးကိလေသာကာမဂုဏ်အာယုန်တွေကသူ့ကိုနှိပ်စက်တယ်လို့တွေးတော့ကသူစိတ်ပြက်တယ်တရားသူမရဘူးဆိုစိတ်တက်ကြကိုယ်သီလကိုဆင်ញင်လိုက်တဲ့အခါကျတော့စိတ်တက်ကပြန်တက်လာအဲ့ဒါလေဒီကိုယ့်ဘဝမှာသင်္ကန်းစာယူတော့စိတ်ပြက်စရာကိုမတွေးနဲ့စိတ်အားတက်စရာကိုတွေးဒါသင်္ကန်းစာတစ်ခုပဲနော်စိတ်ပြက်တရားတွေးမယ်ဆိုရင်လူဟာစိတ်ပြက်သွားမှာပဲအဲ့တော့ကောင်းတာနဲ့မကောင်းတာနှစ်ခုရှိလာလို့ရှိရင်ကိုယ်မှာကောင်းတာဘာရှိလဲရှာကြည့်လို့ကောင်းတာလေးတွေ့ရင်အဲ့ဒီကောင်းွက်ကလေးကိုကင်ပြီးတော့ဒီတဲ့ကောင်းအောင်ကြိုးစားမယ်ဆိုစိတ်ပဲမွေးရစိတ်ဓာတ်ကျနေမဲ့အစားကိုယ်စိတ်အားလေးတက်အောင်လုပ်အခုဒီမထေရဟာလည်းပဲသူဟာလူဘဝကူဘဝရလဲခက်ခဲတယ်ယဟန်ဘဝမှာလည်းတရားသူတရားမြတ်ရအောင်ကြိုးစားလို့ကမရရင်ထဲကအပူလုံးကြီးကလည်းပဲဒုက္ခပေးနေအဲ့ဒီအချိန်လေးမှာသေတော်မှဒီဩကောင်းဤလူစဉ်းစားနေတဲ့အချိန်လေးမှာအဲ့ဒီအချိန်မှာသူ့ကိုယ်သူကောင်းွက်ကလေးကိုရှာလိုက်တဲ့အခါသီလကိုသွားတွေးတာပဲဖြစ်တယ်ပေါ့လူတယောက်ပေါ်မှာအမုန်းတတ်တွေအားကြီးနေတယ်ဆိုလို့ရှိရင်လည်းပဲမုန်းစရာတွေကြီးတွေးနေမယ်ဆိုရင်အမုန်းစိတ်တွေကပိုများလာမယ်ဒါကြောင့်မို့အမုန်းစိတ်မုန်းစရာတွေကိုမတွေးနဲ့ကောင်းဘက်ကလေးကိုတွေးပြီးတော့ကိုယ်ရင်ထဲကဒေါသပြောက်အောင်မေတ္တာပွားပါလို့သူတို့ဆိုတယ်နော်မေတ္တာရဲ့ထွက်ပေါက်ပဲလူတိုင်းမှာ
ကိုယ်နဲ့ပတ်သက်လာတဲ့အာယုံပဲဖြစ်စေနော်အာယုံမော်ပဲဖြစ်စေလူပုဂ္ဂိုလ်ပဲဖြစ်စေမုန်းတီးရွံရှာတတ်တဲ့စိတ်ဓာတ်ရှိတယ်ပေါ့ရှိတတ်တယ်အဲ့ဒီလိုဖြစ်လာလို့မုန်းเสียပုဂ္ဂိုလ်အာယုံပြုမိလာလို့မုန်းစိတ်တွေပေါ်လာလို့ရှိရင်သူ့ရဲ့ကောင်းကွက်ကလေးကိုရှာကြည့်ပြီးတော့ကိုယ့်ရင်ထဲမှာမေတ္တာဖြစ်အောင်ပွားရမယ်မုန်းတာတွေကိုတွေးမနေနဲ့နော်ဆိုးတာတွေကိုမတွေးနဲ့ဘလောက်ပဲဆိုးသူ့ဟာသူဆိုးတာအဲ့ဒီထဲမှာသူကောင်းတဲ့အကွက်ကလေးကိုရှာပြီးတော့မေတ္တာပွားပါတတ္တနာမနာမဘာဝဓတ္တနာပဋ္ဌာနာမေတ္တာပွားဖို့အတွက်ခြေနဲ့ဆရာကောင်းတဲ့အကွက်ကလေးကိုကြည့်ပြီးဒါကြောင့်မို့ကောင်းကွက်ကိုရှာမေတ္တာကိုပွားလို့သူပြောတာဆိုးတာတွေကြည့်နေရင်တော့ဒေါသပဲဖြစ်မှာပဲအေးအဲ့ဒါလိုပဲသူဟာလည်းပဲတရားထုတရားမြတ်မရလို့ယင်ထဲကကိလေသာအပူတွေပေါ်မှာအပြစ်ချပြီးတော့စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အချိန်မှာတရားထုတရားမြတ်မရချင်နေပါစေဦးသူ့ရဲ့ဆောင်ထိန်လာတဲ့ကိုချင်းသီလအာရစရာဖြစ်တယ်ဆိုတာစိတ်ထဲမှာတွေးမိတယ်သီလကိုအာကိုမိသွားတယ်အဲ့ဒါကိုပြောတာတတောမေမနတိကာရောယောနိသောဥဒ္ဒပိစထာအမှန်ကန်စိတ်ထဲမှာစဉ်းစားမိလာတယ်။အော်ငါသီလနှစ်ပေါင်း25နှစ်ဖြူဖြူစင်ကြဲငါထိမ့်သိမ့်ဆောက်ရှောက်လိုက်ခဲ့တဲ့သီလတွေငါမှရှိနေပါလားဆိုပြီးတော့ခန္ဓာကိုယ်ရဲ့အပြစ်တွေကိုဝိပဿနာဉာဏ်နဲ့ဆက်ပြီးရှုလိုက်တဲ့အခါအာဒီနောပတုရဟုစိတ်ကလေးကငြိမ်သွားတယ်သီလကိုအာရုံပြုလိုက်တဲ့အခါစိတ်လေးကငြိမ်သွားအဲ့ဒီငြိမ်သွားတဲ့အချိန်မှာခန္ဓာကိုယ်ရဲ့အပြစ်တွေဖြစ်ပြီးပြတ်တတ်တဲ့သဘောတွေဒုက္ခသဘောတရားတွေကိုမပိုင်တဲ့သဘောတရားတွေအာယုံပြုပြီးတော့ရှုလိုက်တဲ့အခါမှာနေဗိဒာသမဒိဋ္ဌတာအပြစ်မြင်လာတဲ့အခါမှာတွေ့တာစိတ်တွေကင်းသွားတယ်ဒါဝိပဿနာဉာဏ်တက်သွားတာကိုပြောတာနော်ဝိပဿနာဉာဏ်ကခန္ဓာကိုယ်ရဲ့အပြစ်မြင်အောင်ကြည့်ပြီးအဲ့ဒီခန္ဓာပေါ်မှာတွေ့တာမှုကင်းအောင်လုပ်ခြင်းပဲဖြစ်တယ်နော်။ဘာကြောင့်တွေ့တာမှုကင်းအောင်လုပ်ရတော့ဆိုရင်တွေ့တာနေသမျှကာလပတ်လုံးတောကဖြစ်နေမှာပဲလေ။တောကကိုဖယ်ရှားနိုင်မှာမဟုတ်ဘူး။ဒါကြောင့်မို့ตายာစရာကောင်းတဲ့အကွက်ရှာမတွေးတော့ဘူးခန္ဓာကိုယ်နဲ့ပတ်သက်လာအဲ့ဒါကိုနေဖိတာညီးငွေတယ်လို့ဘာသာပြန်တာသို့တော့ရှင်းနှက်เสียမတွေးတာညင်းငွေတယ်လို့ခေါ်တာလူတယောက်ကြည့်လေပစ္စည်းတစ်ခုပဲဖြစ်ဖြစ်အဲ့ဒီပစ္စည်းတစ်ခုပေါ်မှာစိတ်ပြက်လာပြီဆိုရင်မတွေ့တာတော့စွန့်လွတ်နိုင်သွားတယ်ပေါ့လူဆိုလဲတူတူပဲစိတ်ပြက်เสียကောင်းလောက်တဲ့ပုဂ္ဂိုလ်မိဘတွေပဲကြည့်လေသာသမီပေါ်မှာဘလောက်ချစ်အလွန်ဆိုးတဲ့သာသမီကကိုယ်နှုတ်ဆက်ပဲများတဲ့အခါကျတော့စိတ်ပြက်လာတဲ့အခါတန်ရောစဉ်ကပျောက်သွားတဲ့အခါကျတော့အမွေပြတ်ကြော်ညာတာဖြစ်လာတယ်အဲ့ဒါလိုပဲခန္ဓာကိုယ်ကြီးနဲ့အမွေပြတ်ကြော်ညာလိုက်တာပေါ့ဝိပဿနာတရားအထုတ်လိုက်တဲ့အခါမှာကျင့်တတ်တာဆိုတာရှာမတွေ့တော့ညီးငွေလာတယ်ကျင့်တတ်เสียရှာမတွေ့တာအဲ့လိုဒီလိုဖြစ်လာတတောစိတ်တံဝိမု सी မိအဲ့ဒီအချိန်လေးမှာသူ့စိတ်လေးဟာကိလေသာကာမဂုဏ်အာယုန်တွေကနေကိလေသာတွေကနေပြီးတော့လွတ်ထွက်သွားစိတ်လေးဟာကိလေသာအတွေနဲ့မပတ်သက်တော့တာလွတ်သွားတယ်ဆိုရင်ပြန်ပြီးတော့မတွဲတော့ကိလေသာအာသဝါတွေကစိတ်ကလေးကလွတ်ထွက်သွားတယ်ယန္နာဖြစ်သွားတယ်လို့ပြောတာကိလေသာတွေကိုဖယ်ရှားလိုက်လို့ရင်ထဲမှာအပူတွေဟာအကုန်လုံးအေးသွားပြီအပူတွေငြိမ်းသွားပြီးတော့အေးမြသွားတဲ့အနေထားမျိုးတွေဟာအဲ့ဒီချိန်လေးမှာပတ္တဓမ္မသူဓမ္မတံမြတ်စွာဘုရားဟောတဲ့တရားကိုကြည်စမ်းပါတဲ့တကယ်မှန်တာပဲတကယ်လို့ဟုတ်ဖြစ်တာပဲလို့ဆိုတာသူကျင့်အားရမှုတွေဖြစ်တိတ်သောဝိဇ္ဇာအနုပ္ပတ္တာအတိတ်ဘဝကိုသိနိုင်တဲ့ပုဗ္ဗေနိဝါဒနုတ္တိညာ
ဝိလတ်နဲ့ခြားကွယ်တဲ့နေရာတွေကိုမြင်နိုင်စွမ်းရှိတဲ့ဒိဗ္ဗစက္ခုဝိဇ္ဇာရှင်တဲ့ကိလေသာတွေဖယ်ရှားပြစ်နိုင်တဲ့အာသဝခေယဝိဇ္ဇာဆိုတဲ့အဘိညာဉ်300ကိုဝိဇ္ဇာ3ပါးကိုမျက်မှောက်ပြုသွားနိုင်တယ်ကတံဗုဒ္ဓတသာသနာတခဏလေးအတွင်းမှာနှစ်ပေါင်း25နှစ်ပြည့်ပြည့်အားထုတ်လာတာမအောင်မြင်တော့လဲတခဏလေးအတွင်းမှာစိတ်ဓာတ်တည်ငြိမ်လို့သူဟာမကြခင်တခဏလေးအတွင်းမှာပဲယဟနာဖြစ်သွားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကိုလျှောက်ကြတယ်ဒီလိုတခဏလေးအတွင်းမှာယဟနာဆိုတာဖြစ်နိုင်သလားမြတ်စွာဘုရားကဖြစ်တာပေါ့တဲ့လမ်းလျှောက်ရင်းတောင်မှပဲခြေတော်ကလေးတစ်ဖက်မြောက်ပြီးတော့လမ်းလျှောက်တဲ့အချိန်မြောက်လိုက်ချလိုက်သွားနေတဲ့အချိန်မှာမြောက်ပြီးတော့မြေကြီးနဲ့မထိခင်လေးဒီစကြားလေးတောင်ယဟနာဖြစ်နိုင်သေးတယ်စိတ်နဲ့ကိလေသာအာသဝတွေဆိုတာလွတ်သွားတာရှင်အနန္ဒမထေရမြတ်ဆိုလို့ရှိရင်ဘယ်လိုယဟနာဖြစ်တော့လက်ဖြင့်ငါလိုအချိန်မှဆိုရင်သံဃာနာပထမသံဃာနာဘွယ်ကြီးကတင်တော့မယ်သူတစ်ပါးတဲ့သောတပန်ကျန်တာတွေကယဟနာအဲ့တော့တညာလုံးညာလုံးပေါင်းတရားအထုတ်တယ်မအောင်မြင်ဘူးနောက်ဆုံးအချိန်မှာတရားကြိုးစားလို့အကြည့်တဲ့အခါလည်းမရပြန်မရတော့ဣတိကတော်တွေကိုနှုတ်ကိုဆောင်းလာတဲ့ရှင်အနန္ဒမထေရမြတ်ကစဉ်းစားတယ်ငါလုံလောက်ဝိရိယတွေလွန်ကဲနေတယ်ဒါကြောင့်မို့သမာဓိနဲ့ချိန်သားမကိုက်ဘူးလုံလောက်ဝိရိယလျှော့အောင်ပါပဲခိတ္တကနပန်းဖြေမယ်ဆိုပြီးတော့အိယာဘက်ကိုသွားပြီးနော်အိယာရောင်ဆောင်ပေါ်မှာတင်မလွဲထိုင်လိုက်ပြီးတော့ခေါင်းပေါ်မှာလှဲချတော့မယ်ဆိုတဲ့အချိန်လေးမှာခေါင်းကလည်းခေါင်းပေါ်မရောက်သေးဘူးခြေထောက်ကလည်းပဲကြမ်းပြင်ကလွတ်စောင်းရဲ့အနေထားကိုအိတ်ကြည့်လိုက်ပေါ့အဲ့ဒါမျိုးနော်အိယာပေါ်မှာထိုင်ပြီးတော့ခေါင်းကိုလှဲချလိုက်တယ်ခြေထောက်ကလွတ်လာအဲ့ဒီအချိန်လေးမှာယန္တာဖြစ်သွားတယ်တခဏလေးအတွင်းမှာယန္တာဖြစ်သွားဒါကြောင့်မို့ဒီပုဂ္ဂိုလ်သူမြတ်သဗ္ဗတတမထေရဟာလည်းပဲအဲ့ဒါလိုတခဏလေးအတွင်းမှာသူဟာယဟန္တာဘဝရောက်ရှိပြီးတော့သွားတာဖြစ်တယ်ဒါကြောင့်သူ့ရဲ့မတ္တရာစကားထဲမှာတတောစိတ်တံဝိမုတ်စီမေသီလကိုဆင်ញင်လိုက်တဲ့အခါစိတ်ကြီးအားတက်လာတယ်ထိုအားတက်လာတဲ့စိတ်အားကိုအသုံးချပြီးတော့တမာရီတွေကရလာတယ်ရလာတဲ့အချိန်လေးမှာသူဟာဝိပဿနာတရားကိုကြိုးစားရှုလိုက်တဲ့အခါမှာခန္ဓာကိုယ်ရဲ့အပြစ်တွေကိုမြင်လာပြီးတော့ခန္ဓာကိုယ်ပေါ်မှာတာယာမှုဆိုတဲ့တဏှာကိုဖယ်ရှားနိုင်တယ်အဲ့ဒီလိုဖယ်ရှားလိုက်တာနဲ့ကိလေသာအလုံးကသူ့စိတ်ဟာလွတ်သွားတယ်နော်လွတ်သွားပြီးတော့ပုဒိအားလို့ခေါ်တဲ့ပုဗ္ဗေနိဝတနုတ္တိဝိဇ္ဇာဒိဗ္ဗစက္ခုဝိဇ္ဇာအာသဝေခေယဝိဇ္ဇာဆိုတဲ့ဝိဇ္ဇာ၃ပါးကိုသူမျက်မှောက်ပြုသွားနိုင်တယ်ဆိုပြီးနောက်ဆုံးမှာဝမ်းမြတ်ဝမ်းသာသူနှုတ်ဖျားကဟစ်ကြွေးတာကတော့ကတံဗုဒ္ဓတသာသနာမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုအားလုံးသူလိုက်နာပြီးလုပ်ပြီးသွားပြီနောက်ထပ်လုပ်เสียမရှိတော့ဘူးယန္တာဖြစ်သွားလို့ရှိရင်လုပ်เสียကုန်သွားဘုန်းကြီးတို့တွေမှာလုပ်เสียဆိုတာအမြဲတမ်းကြမ်းနေတတ်တယ်နိလူတွေမှာလုပ်เสียပြီးပြီလို့ပြောတာတခုမှမရှိဘူးတခုပြီးတခုလုပ်เสียတွေရှိတယ်တရားဓမ္မကျင့်ကြံကြိုးကိုအထောက်တာကြတော့ယန္တာဖြစ်သွားပြီဆိုတဲ့နောက်မှာလုပ်เสียမရှိတော့လမ်းဆုံးသွားတယ်လို့ဆိုပြီးပေါ့ရှင်တဲ့ကိလေသာတွေငြိမ်းသွားလို့ရှေ့ဆက်ပြီးလုပ်เสียဘာတခုမှမရှိတဲ့အခါမှာကတံဗုဒ္ဓတသာသနာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေတိုင်းငါလိုက်နာကျင့်သုံးလှုပ်ဆောင်ပြီးပြီလို့စိတ်ထဲမှာဝမ်းသာကြည်နူးမှုဖြစ်တယ်ဒါသဗ္ဗတတမထေရမြတ်ရဲ့အမှတ်တရစကားပဲဖြစ်တယ်ပေါ့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ခက်ခဲနဲ့ရှင်တဲ့ကကိလေသာဆိုတဲ့အစွဲတွေလွတ်ကင်းအောင်ဒီမထေရမြတ်ဟာကိုယ့်ကိုယ်တ
တေချောင်းကြံခြင်းတေချောင်းကြံတဲ့အနေအထားမျိုးရောက်သည့်ထိအောင်ဘဝမှာဆင်းရဲဒုက္ခကိုကြုံခဲ့တော်လည်းပဲနောက်ဆုံးမှာသူဟာတရားဥတရားများကိုရရှိသွားပြီးယန္တာဖြစ်လို့ရောက်ရှိသွားတယ်သူရဲ့ဘဝအခြေအနေတွေကိုတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တဲ့အခြေအနေတွေကိုအမတ်တရပြောဆိုခဲ့တာဖြစ်တယ်ဒီအမတ်တရစကားတွေသူဟာတရားဥတရားများဘယ်လိုရတယ်ဆိုတာယဟန်တွေကိုရှင်းလင်းပြောပြတဲ့အမတ်တရစကားပဲဖြစ်တယ်ဒီအမတ်တရစကားကိုနာယူမှတ်သားကြပြီးမိမိတို့အတွက်နဲ့ဘဝသင်္ကန်းစာဖြစ်အသုံးချတာဓမ္မလမ်းကြောင်းဖြောင်းတန်းအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း